1980 ခုနှစ်ကိုပြန်လည်မွေးဖွားသွားတဲ့မိန်းကလေးတစ်ယောက်ဟာဝက်သား1 ကီလိုကိုတပြားပဲရှိတာတီးလိုက်ရချိန်မှာအခွင့်အရေးကြီးတစ်ခုကိုချက်ချင်းမြင်သွားတယ်။သူမကမဲဆိုင်ထဲကဝက်သားအားလုံးကိုတခါတည်းဝယ်ပစ်လိုက်တယ်။ပြီးတော့သူမရဲ့အရင်ဘဝ21ရာစုကချက်ပြုတ်နည်းတွေကိုအသုံးပြုပြီး1980 ခုနှစ်မှာမရှိသေးတဲ့အကင်ဟင်းအသစ်တစ်မျိုးဖန်တီးလိုက်တယ်။ဒါတင်မကသေးဘူး။သူမကပန်းသီးတွေကိုအတုံးလေးတွေဖြတ်ဘူးထဲထည့်ပြီးတကြားတစွန်းထည့်က Canned fruit လည်းလုပ်တယ်။နောက်နေ့မှာတော့သူမကလမ်းဘေးဈေးတန်းမှာစတင်ရောင်းချတယ်။လူတွေကဒီလိုအရသာအသစ်တွေကိုတခါမှမမြင်ဘူးကြတာကြောင့်ဝယ်သူများပြီးခဏနဲ့ပဲအကုန်ရောင်းကုန်သွားတယ်။အဆုံးမှာတော့သူမတစ်နေ့တည်းနဲ့ဒေါ်လာ1000တောင်ဝင်ငွေရသွားတယ်။တကယ်တော့ဒီမိန်းကလေးဟာ21ရာစုက5 star တစ်ယောက်ဖြစ်ပြီးမတော်တဆမှုတစ်ခုကြောင့်1980 ခုနှစ်ကိုအချိန်ပြန်သွားခဲ့တာပါ။သူမဝင်ရောက်သွားတဲ့ကိုယ်ခန္ဓာကတော့တပ်ဖြတ်ခံထားရတဲ့သူတို့သမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်တယ်။မူလခန္ဓာပိုင်ရှင်ရဲ့ယောက်ျားကသူမရဲ့ step sister နဲ့ချစ်နေပြီးနှစ်ယောက်ပေါင်းပြီးမူလပိုင်ရှင်ကိုတပ်ပစ်ခဲ့တာ။အကြောင်းအရာအားလုံးသိသွားတဲ့နောက်သူမကသူတို့မင်္ဂလာပွဲကိုဓာတ်ရိုက်သွားပြီးလူအများရှေ့မှာအမှန်တရားကိုဖော်ထုတ်ပစ်တယ်။အားလုံးအံ့ဩသွားကြတယ်။ပြီးတော့သူမပေးခဲ့ဘူးတဲ့ပတ်စံတွေကိုပြန်ယူပြီး scumbag ယောက်ျားကိုတောင်ရိုက်နှက်ပစ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမကိုမြစ်ထဲကကဲခဲ့ဘူးတဲ့ယောက်ျားတစ်ယောက်နဲ့မတော်တဆတိုက်မိသွားတယ်။ဒါနဲ့သူမကချက်ချင်းကျမဒီလူကိုလက်ထပ်မယ်လို့ကြေညာလိုက်တယ်။ယောက်ျားကအံ့ဩသွားပေမဲ့သူမကိုသဘောကျနေပြီးသားမို့သဘောတူလိုက်တယ်။လူတိုင်းကသူတို့ကိုရေမောကြပြီးဒီယောက်ျားကစင်းရဲသားလို့ထင်နေကြတယ်။ဒါပေမဲ့သူတို့မသိတာကဒီယောက်ျားဟာကမ္ဘာအချမ်းသာဆုံးတစ်ထေးတစ်ယောက်ဖြစ်ပြီးတမောင်းများစွာပိုင်ဆိုင်ထားသူဖြစ်တာပဲ။အိမ်ပြန်ရောက်တော့သူမကသူ့မှာဟိုတယ်ကြီးနဲ့အိမ်ကြီးရှိတာတွေ့လိုက်ရတယ်။ဒါပေမဲ့ယောက်ျားကသူမရဲ့စိတ်ရင်းကိုစမ်းကျင်လို့ဒီအရာတွေအားလုံးကိုသူများပေးထားတာပါ